ပကံဖျားတွေထဲမှာလူတွေကြောက်ရတဲ့ဖျားတဆူရှိတယ်ဆိုတာတင်သိပါသလားဒီဖျားဟာဓမယန်ကြီးဖျားပါတီထောင်သူကမင်းနရသူဖအေကိုတတ်တိတာအကိုတတ်တိညီမရကိုတတ်တိလင်အာနာရှင်တီတိဖျားဆိုပြီးထင်ရှားတယ်သူ့ပြစ်ကြောင့်နောင်လိုက်ရပြီးဒီဖျားကိုတီးခဲ့တယ်အုတ်ခဲတစ်လုံးချင်းစီကိုတေချာစွာစီပြီးတီဆောက်စေတယ်အုတ်တစ်ချက်ဖြစ်တစ်ချက်ကြားမှာအထိုးလိုမရအောင်ပင်တေချာတီစေသည့်ဖျားအုတ်ချက်တွေကြားမှာအထိုးလိုရခဲ့ပါကအဲ့နေရာကိုတာဝန်ယူရသည့်ပန်းရံဆရာကိုတတ်မိတ်ပေးစေတယ်ထုဓမယန်ဆိုပြီးလဲကြော်ကြားတယ်ပကံမှာထုတဲ့အကြီးဆုံးဖျားကဓမယန်ကြီးဖျားပါအပီးမဆောက်ပြတ်တဲ့ဒီဖျားနဲ့နရသူမင်းရဲ့အပြစ်တွေကဒီနေ့ထိညမိုးတိမ်ထဲမှာတိတ်တိတ်လေးကြံရှိနေတယ်လို့ပဲဒီဓမယန်ကြီးဖျားကိုရောက်သည့်အခါတိုင်းစိတ်ထဲမှာဖြစ်ပေါ်လာမိပါတယ်မိတ်ဆွေတို့ကဓမယန်ကြီးဖျားကိုရောက်သည့်အခါတိုင်းမြည်သည့်စိတ်ခံစားချက်ဖြစ်ပေါ်လာခဲ့လဲဆိုတာကောမန့်မှာရေးပေးသွားခဲ့ပါဦးနောက်ထပ်ပကံနဲ့ပတ်သက်သည့်ထူးခြားသည့်အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ပေးသွားပါဦးကြည့်ရှုအားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်ကောင်းမွန်သည့်နေ့လေးဖြစ်ပါစေ